ငါဖေးရောက်နေတယ်မသိဘူးအားလုံးလည်းပဲကျွန်တော်အားလုံးသိကြပြီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ပထမအောင်ကတော့ကျွန်တော်တို့က granny ပတ်ဝမ်းပေါ့နော်ဒီနေ့ကတော့ပတ်တူးပေါ့နော်ကျွန်တော်တို့ရိုက်ပါဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကြိုက်နေတဲ့အေးလာနော်ကျွန်တော်ဗီဒီယိုလေးကြိုက်နေတတ်တယ်ဆိုရင်တော့ဟုတ်တယ် like subscribe လေးနဲ့like လေးပါထည့်ပြီးတော့ကြပါမတ်စင်ပါပါလေလာမတ်စင်လာ player ရပြီ yeah player ရပြီ happy ဘာဆိုစားတာ ဒီအောက်ဝင်လေး ဟာနေခဏနေဓာတ်ကြီးသွားဖြုတ်လာအောင်နော် player နဲ့ဓာတ်ကြီးဖြုတ်လာ ဘာမှမရှိဘူးဒီမှာရေတွင်းဆိုတာရှိတယ် ဟာဒါဖြုတ်မလို့ရေတွင်းဥစ္စာဘယ်တော့မှလေးဆိုသိအာဒါဘာလို့ဖြုတ်လို့မရ ငါသိရ မဒါဘာဖြုတ်လို့ဖြုတ်လို့မရအော်ဒါပစ္စည်းနဲ့မဟုတ်ပစ္စည်းဒီနားမှာဆူတာမတ်ဒီဘောကနေစုံဝဆိုဒီနားမှာဆူတာဒါရေတွင်းနေရသိတယ် ရေတွင်းနေငါသိရစောက်ပစ္စည်းပဲဆူတာနော် ဝါတော့ရောက်လာပြီရော ဖင်တော့မှာ ဒီနားမှာခုနတကားဖွင့်တယ်ငါကြားတယ် ဒီနားမှာဒီရောက်သွားလားအောက်ကပြည့်စင်းလာခဲ့လို့လား ဟဲ့ရောက်သွားပြီ ရောက်သွားပြီဟိုနားမှာအောက်ကပြည့်စင်းလာခဲ့ ဒီငါရေတွင်းနဲ့သွားမယ် သွားပြီအော်ဒီမှာခီငါတဲမှာလာပြောပြအောင် โอเคခဏနေအောင်ပြရောက်ပြီ what the hell တဲမှာမရှိတော့နော်ဟိုနေမြားပေးမယ်ပစ္စည်းကိုဒီနားမှာဆူတာလိုက် နားရောက်သွားပြီ โอเคပစ္စည်းတွေကိုဒီနားမှာဆူတာလိုက် တဲမှာခေါ်တော့ โอเคအဲ့ဆိုရင်ခဏနေတဲမှာဒီမှာခေါ်လာလိုက်ခေါ်လို့မရဘူးအာလာသူမလာသေးဘူးလာပြီပစ္စည်းတော့ရှာလိုက်အောင်မယ်ကြည့်မလား ဘာပစ္စည်းမှမရှိ တပိုင်းတော့ ဘူးသူကရေတွင်းနေပေါ်တက်လာတယ်ခဏနေမြားပေးရမယ်အမပြတ်ဒီအောက်ကိုလာတော့ပစ္စည်းယူပြီးတော့ဘာပစ္စည်းရလဲ ထိုင်းရရော အဲ့ကိုနာ သူ့ထိန်းနာလား ရထင်းနိုင်ဘယ်သွားနေရလို့အိမ်ကိုပြန်တက်သွားမှာတော့ ဟုတ်တယ်လေ အိမ်ကိုပြန်တက်ဒီမှာဖွားရှိရလေဟိုဘောက်ကနေလာခဲ့လိုက်အဲ့ဆိုနော်ပေါ်တက်ကိုတက်ပြီးဟိုဘောက်ကနေလာခဲ့ အဲ့ဖွားရှိတယ် ရှိရ အဲ့ပစ္စည်းလိုက်ရှာတာငါလေး ပစ္စည်းရိုက်ရှာထားလိုက်ပစ္စည်းတခုရပြီဆိုတော့ねဒီနားပြန်လာပစ္စည်းထားနော်ရိုက်ယူလိုက် ဒီမှာလက် အဲ့ဒါဒီနားပြန်လာပြီးပစ္စည်းလာချလိုက် ဒီမှာစားလို့ရှိရ အဲ့ဟိုမိအခုတားတို့ခန်းနေလား လမ်းပြောင်းနေ ဒါမြားရရုပ်ဖုန်းနဲ့ဆော့ โอเคခေါင်းလုံးမြင်မယ်နော် ဘယ်လိုတော့ရတော့မှာ ဟုတ်တယ်ရှိရတေးမဒီရှင်းတော့ဘာလုပ်နေ ဟိုဘက်ကကုလားတကားပေါ့ဩဒီနားကနေဟိုဘက်ကိုသွားလို့ရတားတည်မကြည့်ပြမကြည့်ဒီဟာကိုရောက်ပါပြီတော့ဒီမှာလေးပစ္စည်းရှိရရှော့ကန်ဟိုဟာကြီးပစ္စည်းအမှတစ်ချက်များပြရနော် မရိုင်းနေပြီဟေးကြည့်မလားကြီးပဲ အေးတွေ့တယ် ဒီမှာလေး သမီးဖုန်းထဲမှာတွေ့ မလေးဟိုဘက်ရောက်သွားတော့လားတင်းတူပါလေမပွားရနေနားမှာရှိဦးမှာနော်ဒီနားမှာချလာလိုက်ရောက်အရှော့ကန်အပိုင်းစဟုတ်တယ် ဘယ်နေရောက်သွား ခုကအပေါက်ဟိုဘက်ကိုလှည့်ကြည့်လိုက်ခဏနေအဖွားကြီးကိုသွားမြားပေးအပေါ်ကနေသွားမြားဒီနုမို့ဆိုဒီကိုလာလို့ရမှာမဟုတ်တော့အော်မတစင်ရမြားပေးရရတယ်မလားတာဟိုရှာလိုက်မယ်ပစ္စည်းရှာလိုက်မယ် နားလေးရော အဲ့ဒီ ဒီမှာလည်းမသိ မြားပေးမယ် ဘူးညထားလိုက်ပြီ လာဒီကိုပြန်လာရှစ်လက်မ ဒီကိုပြန်လာလို့ ဟောတော့ ဒီမှာခုနဟိုအပေါက်ဘာကြီးလုံနေရတော့မြားပေးတာတော့လေဘာကြီးယူနေလဲမသိဘူး တနက်လေး ဟိုဘက်ကတော့ ဒီဘက် အောက်ကအပေါက်လေဒီသွားနေရတော့လို့ဟာအမှန်တေးတော့မယ် တဲမရှိရမလား တဲမှာပြပြဝင်တယ် ဒီမှာလေးငါ လေဝင်လာခဲ့အဲ့မှာပစ္စည်းစုတာအဲ့နားမှာစုတာအဲ့ဘာမသွားနဲ့မတဲမရှိတယ် တဲမှာဘယ်နားမှာလဲရောမသိဘူး ခုနပစ္စည်းကိုမြားလိုက်တာဒီမှာဘက်ထရီမြန်ပေးမယ်ဘက်ထရီထားမယ်ပစ္စည်းနားမှာစုလာလိုက်အဆင်ပြေရမြန်ဝင်
ပြေပါပဲ မလို့ရ အဲ့တော့ပစ္စည်းသွားရှာလာလေအော်ဒီနားမှာမြားပေးရလို့ရမလားတားလမ်းတည်ရဆိုတော့လေသွားပြီးသွားရှာတယ် ဘယ်ဘက်မှများမှာ ဒီနားမှာပဲပစ္စည်းကိုချလိုက်လုံးလိုက်ချလိုက်လုံးလိုက်လုံးနေလုံးမြားလိုက် ဒီဟာဒီနားချပါနော် ဟုတ်တယ်ချလိုက်ပစ္စည်းချလိုက်တူလိုက်ပြောတူလိုက်ဟိုဘက်ကိုတော့တော့မှာရန်နဲ့ပြင်မထွက်နဲ့နော်လာပြီလား ဒါလေး ဟာနေပါ ဘယ်လိုအတမ်းမကြောက် ဘက်ထရီမထေပေါ်တော့မှအဘက်ထရီနဲ့လောက်တာ လာပြီလာပြီ သွားပြီနော်မြားပေးတာနော်အဲ့လိုပစ္စည်းကိုချလိုက်လုံးလိုက်ပဲလုံးနော်မြားပေးတာပစ္စည်းတော့လာအမခွားရကြည့်ပြတောင်းလေဘာကြီးလုံးနေရတော့ ဟုတ်တယ်ဒါလေး စောက်တွေ့လားစောက်မှရှိလား ဘုရားမှာငါရှိရငါတွေ့တယ်ဒါတော့တွေ့ စောက်လားအဲ့စောက်သွားရုံဟိုမှာစောက်စီမှာထားရမှာထားတော့မယူနဲ့လေလာခဲ့မယ်လာပြီးပေးမယ်အာ ဒီဘက်ရီးရပါငါတော့ကြောင်ပါကြောင်ပြောက် အာဘယ်နားမှာလဲဟိုက ဟုတ်ငါတော့လာ ဟာနှစ်အောင်တော့လို့ရပါမလားဒါတော့မယ်ကွာငါသားယူမတက်ချစ်ခဲ့ရကြည့်တယ်နော်ဘွားယူတော့ကြည့်ပေးရမယ်လမ်းသိလို့လားပြန်လာဖို့ ဟွာရပြီပို့တော့ရပြီ ဖဲတော့လေ တော့ညာဖြစ်တယ်တော့ โอเคဟာလာမြင်လား ဒီမှာ โอเคအဲ့ဆိုရပြီလေမြအဖွားယူမြားရမှာနော်အဖွားယူ ဟုတ်လား မဟုတ်ဘူးလေအဲ့ဆိုဟိုနားမှာနေတူတယ်မီတပီစီအောက်ကလေ မှာတော့ ဟုတ်တယ်မလားတပီစီအောက်ကဟာလားမသိ မှာတော့ ဘူးဖွားယူတစ်ချက်တော့ကြည့်ပေးမယ်ခဏနေကြည့်ဖွားယူခဏမြားလာပါမယ်ဖွားရှိတယ်ရရနော်ဘယ်တိတန်ကြားမှာတော့ ဘာဖြစ်ဘူးဒီအောင်လှုပ်ထားရင်ကြားတယ်အေးကြားပြီလာပြီဘွိုင်းဒီမှာချထားတဲ့ပစ္စည်း လာပြီလား မကျသူဟိုဘက်တော့လိုက်ဒီဘက်တော့လိုက်နဲ့ဒီပစ္စည်းသူကလေမတော်ချင်း ဒါမှဆောက်ပါ ဟုတ်မှာပေါ့ဟုတ်ဘူး ဟုတ်တယ် ဆောက်ဟုတ်တယ်ခုလာလေမတော်ချင်းခေါင်းလုံးတော့နေနေတာလေသူကအပေါ်တက်လက်တားကြတော့ဒီပစ္စည်းကြလိုက်အပေါ်တက်လက်အုပ်ဆင်းလိုက်နေရခေါင်းလုံးလိုက်ဘာဖြစ်အေးစေး ခေါင်းနားငါသွားတော့မှာနော် ပေါ်ရတယ်တေးလိုက်ဟေးထိပါ့ ဟုတ် ကွာအပြင်ထွက်မိရမှားပါရဲ့လို့ သွားပြီငါကြောက်တယ်သွားရတော့မှာ အဲ့ဆိုရင်နောက်ထပ်အပိုင်းတွေမှာထပ်တွေ့ပါမယ်ဘိုင်ဘိုင်ကျွန်တော်ရဲ့ဗီဒီယိုလေးအကြိုက်နေတိုက်ရဆိုရင်တော့ like subscribe လေးကိုနှိပ်ပြီးတော့ကြပါဘိုင်ဘိုင်